ချမ်းကိုလမ်းကူးမှလားမသိဘူးတူကူးလို့ရမှာလက်လေးကင်ပြီးတော့โอเคရေဘူးကင်ပြီးကူးမယ်โอเคဟာfuck ရေဘူးကင်โอเคကျေးဇူးပါလွတ်လိုက်မယ်နော်โอเคကိုကြောက်ရလားဟုတ်ကဲ့ရောက်တော့ကြောက်ရလားကြောက်ရလားကိုရောက်တာဟုတ်ဘယ်လိုထင်လဲကိုဆုံးဝင်မဟုတ်လားဟုတ်ဘူးရင်းထိုင်တော့ရလားအဲ့ဒါရတယ်ကိုထိုင်လိုက်တိုက်ကြောက်ကျင်တယ်အဲ့လိုပြောဟုတ်ကဲ့ကိုထိုင်လို့ရလားခဏလောက်ဟုတ်ကဲ့အဲ့ရကိုထိုင်โอเคထိုင်ကိုထိုင်ဘာလို့ထိုင်ပါညီထိုင်ဟုတ်ဘာဖြစ်လို့ပြောမင်းဘယ်သွားမှလဲဟုတ်ရှိုးရင်ကောင်းလားမရှိုးရင်ကောင်းဟာပြောပွင့်ပွင့်လင်းလင်းပြောဘာဖြစ်လာတော့မင်းကမချက်နဲ့မကြောက်နဲ့ပြောပွင့်ပွင့်လင်းလင်းပြောငါတို့တက်စီသမားတွေဒါမှဖြည့်ရှင်းနိုင်လို့ရအောင်လေပြောကိုသိမိလားဘာဖြစ်လာတော့ခင်ဗျာကိုသိမိလားကိုသိတော့မိပါဘူးဗျာဝေးဖုန်းလေးခဏလောက်ရမလားဟုတ်Okay. မဟုတ်ကြီးတယ်ညရအောင်ငါဖုန်းတူယူသွားတာအခုပဲငါအဲ့တက်တော့ဟမ်အကောဖုန်းတူယူသွားတာလို့မအကောင်းပြောတာညလေလို့ Hello? Excuse me. Do you speak English? Oh, do you know where is the bus stop in the area? The shop is here. Oh, here's the bus stop. Yes. What's your name? Here's Tao. Oh, nice to meet you. Yeah, I'm Frank. You're beautiful. Thank you so much. Can I have your number? I have 5 friends. Huh? I have 5 friends. Oh, you have boyfriend? Yeah. Oh. You have boyfriend, okay. Hungry, I'm hungry. Yeah. ကုန်ရတယ် What is this? ကုန်ရ What is this? အကုန်ရတယ်ဟုတ်တယ်ကုန်ရတယ်ဒီမှာလေ Beer? ရတယ် Beer also okay, beer. ရတယ်ကုန်ရတယ်စုံရှိတယ်တော်လောစားဖို့အကုန်ရှိတယ် Oh, beer. ရတယ်အကုန်ရတယ် Okay. Okay Toilet. ရှိတယ် yes Yes, go. go အေးအစိမ်းရောင်လက်ရှိနဲ့ဖြူခံနော်အဖြူနဲ့ပဲဟုတ်အဲ့တော့ဝဲရောပါရောင်လဲ နည်းနည်းအမိ ချက်တော့နည်းနည်းလှန်ကြည့်လို့ရကြတယ် နည်းနည်းမရမအောင် မောင်အနက်ပဲလားဩအနက်ပဲဩဟုတ်ကဲ့ဟုတ်အနက်ဝဲအနက်နဲ့ပဲဟုတ်ရှိသေးလို့လုံးနိုင်တဲ့ခါကျတော့ရှာကြည့်နေရတယ် ဟုတ်ကဲ့ ဒီရှင်းတော့မတော်နိုင်ဘူး တော့ဟုတ်ကဲ့ဟုတ် နောက်ချောင်းပြမမိမလည်းနောက်သားပြီးသွားတယ် ဟုတ်လား အဲ့ကြောင့်ဘွားတယ် စိတ်တော့မကောင်းပါဘူးခုလိုကြားတာ ဒီမှာဆန္ဒယူပြီးတော့မှဒီကနတစ်ခါမှမမြင်ဘူးငါဒီကနဟာဒီကမလုပ်ပါဘူး ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်ခွင့်ပြုအောင်တော့ကိုရတယ်လက်ဆောင်လေးပေးနေလို့ယုံလားမသိဘူးဗျဟုတ်ကဲ့ဤပါတော့ယူမလေး ဟုတ်ကဲ့အဲ့ဒါဒီလိုလက်လေးတွေလုပ်ပေးထားပါလားဆန္ဒတယ်နော် အိုးအများကြီးပဲကျေးဇူးတင်ပါတယ်ကိုအများကြီးတော့ပြီ ရယူပါအောင်လိုရမရပါဘူး တော့ပြီကိုညီမလေးပဲအိတ်နေရပြီတော့ပြီအမလေးတော့ပြီရတော့ပြီ ဖနက်လေးမလားဖနက်လေး ဘာဖြစ်လို့လဲညီမလေးဖနက်ဘူးလား ဟုတ် ဘာလို့လဲ ဒီဟာလေးပိုကောင်းတယ်လေအစ်စ်လေးဆိုတော့အေးရဒါစီးသွားလိုက်အဲ့ဒါ
ပါလိမ့်ရှင် ။ကြာတရင်စီစီးသွားမလား။အဲ့လိုတစ်ဖက်စီ ဟာကိုအဲ့လိုတော့မလုံးနဲ့လေအာကို ။အဲ့လိုပဲစီးသွားလိုက်ပါ အာကိုရှိပါလားတော့ ။လက်ဖက်တော့လား ဘာလဲမောင်လေး ။ဟောလက်ဖက်တော့ ဟုတ်တယ်မောင်လေး တစ်လုံးလောက်မြည်လို့ရတာ။ဒီရနော်။ဆက်လာတယ်။ဆက်ဘူးနော် ရခိုင်တော့တာတာ ။ဆက်လာ စ လား က်ဘူးမစက်ဘူး ။မဆက်ဘူးမနည်းနည်းပဲ စက်ပါ Are you okay ။ဟမ် Are you okay ။ Okay okay I'm okay ။ဟော စားစားစားရဘယ်မှာစား ။ဘယ်ညစားမရှိမအားစားမောင်လေးစား ဟဲ့ဟဲ့ ai không phải là ông đi ra năm năm không ။ဟာ à ဘာလဲလူပတ်လို့လည်းဘူးလူမလို့တော့ပဲဘာဖြစ်လို့ပြောလေပဲညီလေးရ ဟာလေအိုက်ဝင်လာငယ်ချင်းလို့ပဲ ရလား ဟုတ်ကဲ့နည်း တော့ထိုင်နေမှာတနေရာမှာ နည်းလေးအဲ့လိုစကြောစောင့်တက်ပြီးခေါင်းမူးရင်တော့ဖြစ်နေတော့ အော်ဟုတ် မပါပဲရအာ ရလား ရလောက်မှလည်းဒီပဲဟုတ် ရှင်းလေးတစ်ချက်ပါ ဝယ်လိုက်မယ်နော်ကျေးဇူးပါဟုတ်သူတွေဟောလေကျွန်တော်မျက်မှန်လေးကြံခဲ့လို့ဘာပို့ထားလဲမသိဘူးဗျာမက်ဆေ့လေးဝင်နေရလေ တော့ငါလည်းမမြင်ရအောင် ဟုတ် ငင်းတော့ငါပြက်ပြီးတဲ့နင်တို့ဂွေးတူလေးနဲ့စိတ်မပတ်တဲ့နိုင်တော့ ဝေးတူတယ်လားတော့သူကဘောကတက်ပြလိုက်ပဲသူပြောလိုက်ပါလားဘိုးကတော့အကျုံးအောင်ပြင်တယ် ကိုကျွန်တော်မတူပါဘူးအဲ့လိုမတူပါဘူး ဒါပေမဲ့အပြစ်မခံတယ်လို့ ဘယ်လိုရေးတာနင်းတို့ ဝေးတူလေးကိုဝေးတူ sorry ဟုတ်လား မိုက်ဟာလေခဏလေးပါတစ်စိတ်လောက်ပါဟုတ်ဟုတ်ကဲ့ဟိုပါလေခုလေးခွင့်တောင်းခြင်းလို့လားဟိုအမဆုံးဖြတ်လို့ရပါတယ်ဟုတ်ဆုံးဖြတ်လို့ရပါတယ်အမဗလာမှာဟုတ်ကျွန်တော်လက်ထက်ခွင့်နေတောင်းခြင်းလို့ပါကျွန်တော်လက်ထက်မလားဘူး ကောင်းလေးရှိ ခင်ဗျာ ကောင်းလေးရှိ ကောင်းလေးရှိရနော်ကောင်းလေးမရှိတော့ရင် ကောင်းလေးအမြဲတမ်းရှိမှာ ရှိရင်မရှိတော့ရင်လည်းမရဘူး ကောင်းလေးကယူဖို့စဉ်းစားတာ ယူဖို့စဉ်းစားထားလားဟာလားဟိုစိတ်သက်ပြီးဝိုက်တာမဟုတ်ဘူးကိုစိတ်သက်သေးရင်ကျွန်တော်ချက်တော့လက်ခံပေးမှာ လက်ခံလို့ရ အဲ့ဆိုရင် တပ်ပြီးပါ ဒါရပါဘူးလေစိတ်ကောင်း ခင်ဗျာ ဒါစိတ်မကောင်းလား ဘာစိတ်မကောင်းတော့လဲ အဒီတို့ကအတိတတိတာ ဩအနိသမီးဩအဲ့ဆိုအနိသမီးကိုပဲလက်တော့ပဲဟောလေဒါလေးဗီဒီယိုလေးရိုက်ထားပေးပါလားဟုတ်ကဲ့အနေတစ်ချက်လောက်ရိုက်ထားပေးပါဟုတ်ဒီဘက်လေးဟုတ်ဘယ်လေးတို့ပြပါဟုတ်ဒီလိုလှည့်ပြီး တွေ့လေတားတွေ့ ကျွန်တော်တို့နှစ်ယောက်ဟုတ်ဟုတ်ကဲ့ဗီဒီယိုလေးရိုက်ထားခြင်းဟုတ် မှာယူရတယ် ရိုက်ထားပြီလားရိုက်တော့ဟုတ်တစ်ချက်လောက် အဲ့လိုရိုက်လို့မရဘူးလေ ဟိုလက်ထက်ခွင့်တောင်းလို့ တားတီးလို့လား ဖေးသွင်းမှာတော့သိရတယ်ဟုတ် ဟာဒင်းညောင်း ဗျာဒင်းကျန်ထားကောင်းလားနာမည်ဘယ်သူ ညင်သား မဟုတ်လေကျွန်တော်နာမည် ညင်တဲ့ โอเค